It's got a dollar. တကယ်ချိုးနော် တကယ်ချိုးပါခင်ဗျာ Why so hard? Why so hard? ရလာပါပြီ ထိုင်နေပေးလို့ရရင်နော်ဟုတ်တယ်မလားတက် TikTok ပေးလို့ရတယ် Taros ကိုဟာ screenshot ကျွန်တော်ရိုက်ကုန်ပြီ ဒီဘက်ကနေလည်းဟိုဘက်ရိုက်ပါ ငါဖွင့်လာတော့ ကြားရပြီလား ဟိုဘက်ကကြားရတယ်မဟုတ် comment ဖတ်ပြီ ပြီ ဟိုဘက်ကတက်လားမတက်သေးဘူးနော် ဒီဘက်က Facebook ရက်ကွက်ကအတန်လေးကြားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ comment ရေးပြပါနော် ဒီကွန်မတူလို့ပါ Facebook ရက်က Facebook ရက်က with ရပြီရဲ့ ကဲအဲ့တော့ချိန်လိုက်မယ်နည်းရဆိုရလားရလားဒီမှာဆိုရနော် ကြောက်လိုက်လား မင်းကတယောက်တည်းထွက်ကွက်ပြီး make up များတယ် ဟာကျွန်တော်မနေတော့ဘယ်လိုလဲ ရှူပြင်းလေးလာတယ် ဘယ်တော့မှဒီဘက်မှာမပေါ်ဘူး ပြန်လို့ဆက်လိုက်ရအောင်နော်အဲ့ဆို ခိုင်ဒီအဲ့ဒီနေလို့ရတယ် ရ 你看这边那里，那那手， ကဲရလား 来， ဟုတ်နော် ready โอเคတော့မပေါ်မြင်နေ တော်တော်ကောင်းလေးပေါ့တော့ yes ကြာပြီ ဒီမှာကြားရတယ် okay ကြားရင်ဝမ်းသာပါတယ်ခင် အလုံးကြားပြီနော် ဟာ ဝီကောင်းနဲ့ ကျွန်တော်စား လေဗင်းနဲ့ဆက်တက်ကလေးလို့ ready ကြာပြီ okay လို့ဆက်ရအောင်လေ ကျွန်တော်စားနော် ready, 1, 2, 3. အားလုံးမင်္ဂလာပါ We are Project K အားပြောပါ ခုနပြောရတာပြန်ပြောရမယ်ဆို live နဲ့ကြာပါပြီ လိုက်မလို့နာကြတော့ဘလို့အတန်နေကြောက်နေလို့ဘလို့ဖွင့်ရမယ်တော့မသိတော့ဘူးဖြစ်သွားတယ်နော် ကျွန်တော်ချင်းဆိုး အဲ့ okay အဲ့တော့ဒီနေ့ကျွန်တော်တို့ live လွှင့်တဲ့အကြောင်းအရာလေးကတော့ဒီနေ့မှာထွက်ရှိမဲ့ Cranai မှာထွက်ရှိမဲ့တခြင်းအစ်စ်လေးအကြောင်းအရာလေးပါအရှင်းနာမည်ကတော့ Lady လို့ခေါ်ပါတယ်ခင်ဗျာ ဆို လောပြော ဒီတဲ့တော့ဒီ project ကိုချင်းအစ်စ်တွေစောင့်လို့နေတဲ့ပြည်သက်တွေအတွက် games လေးတွေအတွက်တကယ်အချင်းအစ်စ်ဆက်ဆက်လေးတစ်ပုတ်เนาะရင်ထဲကိုထိမဲ့ချင်းအစ်စ်ဆက်ဆက်လေးတစ်ပုတ်ထွက်ရှိလာပါပြီ ဒီရတော့ ဒီဟာ မောခေါ် မောခေါ် တော့ပြောရေးတာမောခေါ် စားရ ဒီချင်းလေး ဘ က ယ်တော့ရေးတာ ဒါ အဲ့ဘယ်တော့ရေးတာ အဲ့ဒါဘယ်မှာရလဲဟိုပါလေတောက်ပွဲတစ်ခုသွားလေနေပြီးတော့လားမန်းလေးလားမသိအဲ့သွားတဲ့ချိန်တကားကိုသွားတကားဖွင့်လိုက်တာဖွင့်လိုက်ချိန်လေဝင်လာတယ်ဘူးကြီးဆိုအဲ့ဒါလေပင်မို့သူကလေချမ်းဆိုပါတွေ့ပါ အဲ့နဲ့အော်ဒီအောင်အဲ့လိုကောင်မလေးတယောက်တင်စားလိုက်မစိုးဘူးဆိုပြီးတော့မှတ်တမဲ့တွေ့ရပုံစံမျိုးလေးဆိုအဲ့ရနေစားပြီ ရေးလိုက်တော့တကယ် feeling တကယ်ထည့်ရင်ရေးမှဒီလိုတကယ်ထိမှာပါတကယ်ချင်းလေးနားထောင်ကြည့်ပြပါနေထွက်လာတယ်တကယ် ချင်းလေးကကျွန်တော်ဖွဲ့လူတွေအကုန်လုံးလဲအရန်ကြိုက်ကြတယ်ဗောဒီခက်စပြီးတော့ပြလိုက်ခဲ့ရလဲအဲ့လိုချင်းလေးသဘောကျတယ်ဗောချင်းလေးကနည်း catchy လည်းဖြစ်တယ်ဆိုလို့လည်းကောင်းတယ် ဟုတ်ချက်လိုက်တော့ပြတ်မှာ ငါတို့ဆိုလိုက်တော့ပြတ်မှာပေါ့နော်ဆိုတော့ချင်းလေးကအရန်သဘောကျတဲ့အတွက်ချင်းလေးကိုလည်းကျွန်တော် okay ငါတို့လည်းချင်းအစ်စ်လေးထွက်တာကြပြီဒီချင်းလေးလုပ်ရအောင်ပေါ့နော်ဆိုပြီးတော့အချင်းလေးကိုလုပ်တယ်တကယ်တချင်းလေးတွင်းပြီးတဲ့အချိန်မှာပိုကြိုက်တယ် music video လည်းကြိုက်လို့လုံးဝအကြိုက်ဆုံး တွင်းတဲ့အချိန်မကြိုက်တာကိုကြီးပေါ့ ရေးကြတယ် အာနေဟို နေဟုတ်ဆို အာနေဟို အချင်းတွင်းတဲ့အချိန်တိုင်း तू က ကျွန်တော်ဒီကအမှန်ဆိုရင်6ခွဲမှာက YouTube မှာစတက်မှာပေါ့နော်အဲ့တော့ Facebook ဟို Spotify မှာတက်နေပြီလားတချို့ရရှင်းရမကြဘူး တက်လာပြီရနေတယ် อ๋อညံတယ်နော် international platform မှာတော့တင်ထား2ရက်လောက်တော့ရှိ2ရက်တော့ရှိ ဒီလေးတချင်းလေးက YouTube မှာဆို6နိုင်ပဲစတက်ပြီကျွန်တော်တို့ဒီ project page မှာဆိုလို့ရှိရင်9နိုင်စပြီးတက်ပြီပေါ့နော်ပြောဆိုလို့ရှိရင်တခြား international platform ပေါ့နော် Spotify နဲ့အကုန်လုံးပေါ့နော်international platform နဲ့အကုန်လုံးမှာလည်းနားဆင်လို့ရနေပါပြီလို့ ဟုတ်ကဲ့ ဟုတ်ပါတယ်ဒီတင်ပါတယ် အမေခံဒီ edition ထဲမှာအကြိုက်ဆုံးစာသားနာအကြိုက်ဆုံးပိုင်အကြိုက်ဆုံးစာသားနာ ကြိုက်ဆုံးပါ အဲဟိုစားဟို နားထောင်လိုက် ဖန်စင်းတော့ပြင်ဖန်ဒီရနေ ဖန်စင်းရှင်အကြိုက်ဆုံးကအဲ့ဟိုကိုကြီးနဲ့ကိုင်းဆိုရတောင်းတာကွယ်လေအဲ့ဒီဘိုက်ကအကြိုက်ဆုံးဘယ်ချင်းပြန်နားထောင်အဲ့နိုင်လို့တိုက်ပြုံးနေတာ အကိုလည်းညီရဲ့ဒီလိုချင်းအချမ်းကိုအဲ့နားထောင်ရအဲ့ပိုက်ကိုအရင်ကြိုက် ရဲကျတော့ စာသားပဲပြောတာအဲ့စာသားပဲကြိုက် သူတို့သွင်းလိုက်တော့မကြိုက်တော့ မကြိုက် လူလေးကောင် လူတွေကဖြတ်တာ လူလေးကောင်တိတ်ဒီတော့ ဟမ် ကွာ ဒီဘေးချင်းကြိုက် ငါကကျတော့အဲ့ ဟင်းဟောဟုတ်ပါမို့ ဟိုအဲ့ဟို
ဒါအချစ်လို့ခေါ်မလားလူတွေပြောနေကြ အဲ့ဒါမင်းတွင်းနဲ့အပိုက်ပဲပေါ့ ဟုတ်ပါ အဘာကြောင့်ကြိုက်လဲ ဘာဖြစ်တော့ ရှင်လို့လေ ဟိုမသိဘူးအဲ့လူတွေအကုန်လုံးမှာကွာကိုစီအဲ့လိုအချစ်ကိုတတ်မှတ်ထားအရာလေးရှိရကွာဒါပေမဲ့ကိုတက်ကဒါအချစ်လို့ခေါ်ရလားအဲ့လူတွေ အချစ်ကြောင့်မသိဘူးပေါ့ အချစ်ကြောင့်မသိတဲ့အချစ်ကြောင့်မသိတဲ့ကောင်လေးပေါ့အချစ်ကြောင့်မသိတယ်ဘူးသိတယ်ဘူး ဘန်ကောက်မှာသွားရှာတယ် အဲ့ကြောင့်ချာလူကကိုစီပြောကြအချစ်ကဒီလိုလားအချစ်ကတင်မလားဒီလိုမျိုးချစ်ကဒီလိုမျိုးဆိုပြောရကြအဲ့ဒါအချစ်ကြောင့်မသိတဲ့ကောင်လေးကအော်ဒါအချစ်လို့ခေါ်ရလားငါအခုမှခံစားလိုက်ရပါလားဆိုရယ်အဲ့လို feeling လေးဖြစ်သွားတယ် မင်းခံစားဖို့ ခံစားဖို့တော့ ဟိုဒီအချင်းလေးကြားမှာငါခံစားလိုက်ရတယ်လေ ဝင်ကိုမကြော်နဲ့လေဒီချင်းကြိုင်ရောပထမဆုံး intro verse ဝင်မယ် best way ဒီခုနကပြောတော့ဟိုကောင်ပြောလိုက်တော့ဒါကမင်းမပြောနဲ့ သူတို့စနေပြောတယ်တကယ်ဒီနေ့မှကြိုက်ဆုံးနူးညံလွန်ပါရဲ့လင်းညင်းလေးတစ်ခုလိုပါဆိုရဲစာသားအတိတ်ပဲရိုးရိုးလေးနဲ့ကိုတကယ်ကိုရင်နဲ့ထိတာအဲ့တချင်းအစ first impression မှာအဲ့စလုံးကအဲ့အပိုက်ကလုံးဝရင်နဲ့အထီဆုံးပဲအကြိုက်ဆုံးပဲ ဆိုလိုက်တာမကောင်းတာနော်ဆို ကြိုက်ပါတယ်ကြိုက်ပါတယ်ဆိုလိုက်ရတယ်ကြိုက်ပါတယ် ကဲအဲ့တော့ဟွာတော် ဟာ စပယ်နဲ့ဆွဲလာတဲ့အကိုကြီး ဘာလို့ဆောက်ပဲ လက်မဆုပ်ဘူး ပြလိုက်လုံးတာတိုင်း တလုံးမမေ့တော့ အဲ့တော့ဒီကအကားတိုက်နေတော့စောပန်နေနဲ့ဘာလုပ်နေဆိုအမဲကြီးကပြက်ကုန် ချက်ခဲရတယ်တစ်စဲ အဲ့လိုပဲအဖွဲရလို့ပဲတန်းချစ်တာလို့ အိမ်ဆောင် ကွာ live ဒီနေ့ပြက်ပြီ live ကိုပြက်လိုက်တော့ လူဆောင်မရှင်းပြ โอเคဆက်ပါဘယ်ပိုက်ချက်ဆုံးလဲ ပြောင်းမဆိုတော့မကြိုက်ဘူးကိုပိုက်ပဲကိုကြိုက်ကြည့်လို့မရတော့ ချိုးကငါးညမလို့သူစီရပါလေအဲ့လိုကြီးနေအဲ့ဒါတည်တယ် ကျွန်တော် ခါနေလေ စက်ကုတ် ဘယ်ပိုက်လဲလို့ပြောပါဦး ပဲပိုက်တယ်တဲ့ ဟိုအတီးပြောမယ်အတီးပြောမယ် ဒီပြော တပါတယ်အဲ့စပယ်နဲ့ စောက်ပန်နေမှာဟုတ်ဘူး အေးဟွာဒီခက်ပြောတဲ့အတိုင်းပဲအေးတောင်းတကွင်လေးကိုကြီးပြန်ဝင်တဲ့ဟာအဲ့ဒီຢာလေးကစာသားလေးရောပြီးတော့အဲ့ဒီ music ရဲ့ arrangement ဟောဒုတိယ verse မှာပြန်ဝင်တယ်အဲ့ဒီအရန်ထိဘုံကအတက်ပြီးအချိန်နဲ့ရောက်တဲ့ခါ ဆိုတာကဘာလို့ဆို melody လေးလေဟမ်ဆိုရတဲ့လူမပြောစာသား ဟေးရ ကျွန်တော်ကတော့ကိုကြီးရပြောမယ်ဆိုတော့ ဟာ တောင်းကျွန်တော်ဆိုတဲ့ပိုင်ကျွန်တော်ကြိုက်ဆုံး အာ စာသာအဲ့လို စာတက်တာဟာလား ဘေးဘေးပိုက် သူမေး ကျွန်တော်ဆိုတဲ့ပဲ မေး ဆက်စုလေး တော်ရင်ဆက်ဆိုဆက်လို့ ဘူရီယာ နောက်ကနေအဲ့ညာလေးကြိုက် ဟာအဲ့ဒီမှာအဲ့ဒီချင်း ကျေးဇူးတင်ပါတယ် ဟုတ်ချစ်ပါအဲ့ချင်းနားထောင်တော့နော်အင်ခိုင်းရဲ့နည်းနည်းသူ့ရဲ့တီးတဲ့ဟာလေးကိုဟာနည်းနည်း impress ဖြစ်သွားတာနော် ကောင်းမြင်ပြောရဲ အော်မိုက်ရတာ တပင်းကတော်မြင်လား သူရှင်းရေးဟာတွေကနည်းနည်းနှူးရတာဟုတ်တယ်နော်မြင်ပြောနေ တကယ်ဒီချင်းရတကယ်သူစင် အချစ်လို့ဆိုမလားလူတွေပြောနေကြ ဒါနော် ဝီခွင့်မရပါလားတကယ်ကိုမြင်မြင်ချင်းချင်မိသွားလားဒါချစ်လို့ဆိုမလားလူတွေပြောနေကြ စကားတင်ကားလေးတွင်ပိုင်းမှာပဲ အဲ့ပိုက်ကို ချစ်မိလို့သွားတာဗျာ အဲ့ပိုက် အဲ့ဒါလေးတော့ကြိုက်တာအဲ့ဒါလေးရစားရလားအဖျားလေးကိုစွတ်ပြီးတော့ အားလည်းခံ ဒီနေ့ကလည်းပြန်ပြောရတယ် ညီညီချင်းချစ်မိလို့သွားတာဗျာ အဲ့မှာဒီကောင်မှလည်းဆိုပါသူတော်တော်လေးနှူးရလို့ပြောရှင်းနေရတယ်ရေးဆက်တာတော်တော်လေးကိုဟိုကြိုက်နေရတော့မသိဘူးလားဟာဒါကချစ်လားလို့ထားနေပါတော်တော်လေးနော်ဆိုဟုတ်မိုက်တယ် မိခန်လက်ခုပ်တန်လေး ဟုတ်ပြီဒါကမင်းထားရဲ့အဖွဲအတွက်ရေးပြီးဆောင်းတယ်နော် ဟာတယ်ပထမဆုံးရလို့ ready ပဲ ready တပွဲ ဟာတယ်တဘောလုံးလို့ရေး တော့ တယ် လုံး rapper ရဲ့ဟိုကနှူးရချင်းနေတာ ဟုတ်ပါ rapper တွေကျန်းနေပြီတော့ ဆိုးနေ ဆိုးနေ အဲကြောင့်အခုဒီချင်းလေးကိုအခုဒီချင်းလေးကကျွန်တော်တို့အခု music video အနေနဲ့ဒါအခု9နိုင်မှာတက်မှာပေါ့နော်အခါကျလို့ရှိရင်တချင်းလေးကိုတစ်ချက်နားထောင်ကြည့်ပြီးပါဦးပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်လည်းခုနကျွန်တော်တို့ပြောသလိုပဲဘယ်စာသားလေးတွေကြိုက်တယ်ဘယ်ပိုက်လေးကိုကြိုက်တယ်ဆိုတော့လည်းချက်တော့
ဗီဒီယိုလေးရဲ့အောက်မှာနည်း comment ကမ္ဘာလေးမှာ ကြည့်ပြပါဦး ကြည့်ပေးပါဦးလို့ ပြီးရင်လည်းတာဝန်ရလေးတချင်းလေးလည်းကြက်ပြပါဦးလက်ခံဝဲပါချင်းလေးတူဆိုရမယ်โอเคနော် ဒီဝိုင်းဆိုဒီချင်းလေးอ่ะပြီးတော့ခဏကျွန်တော်တို့လည်းမှန်းခိုင်းလိုက်တယ်ပေါ့နော်မှန်းခိုင်းထားတယ်ဒီချင်းလေးရဲ့ကျွန်တော်တို့ရဲ့ level လေးပေါ့ဘာကြောင့်အဓိကကျွန်တော်တို့မြင်မြင်ချင်းချမိသွားတယ်ကျွန်တော်တို့ရဲ့ level လေးပေါ့နော်အဲ့ level လေးကဘယ်သူလဲဆိုတော့မှန်းခိုင်းတာမှန်ခိုင်းတဲ့ဟာလေးလည်းရှိတယ်အခုမှန်ထားတဲ့ဟာမှာတချို့တစ်ဝက်ကလည်းမှန်တယ်တချို့တစ်ဝက်ကလည်းမှားနေတာလေးရှိတယ်အဲ့တော့အဲ့ level လေးကကျွန်တော်တို့ရဲ့ project key ကိုလုံးဝဆက်ဆောင်ရတဲ့ level လေးကဘယ်လိုဖြစ်မလဲဆိုတော့ music video ထွက်တဲ့ခါကျလို့ရှိရင်ကြည့်ရှင်းလို့ပါ မှန်မှန်ခိုင်း ပြောတော့လီဘီအကြောင်းပြောမယ်နော် level ကြောင်းမပြောနေ မှန်ခိုင်းနေမှန်ပါဘူးမှန် ဟမ်မှန်လားမှန်ပါ့အဲ့တော့ခဏအဆူငါတို့ရေဟိုဒါငါတို့ level လေးကြောင်းလို့ပြောပြလိုက်ဆိုတော့နည်းနည်း comment လေးပါလေးဖတ်ပေးလိုက်ရအောင် ယူရင်းဖတ်ပေးတယ်နင်းရလို့ တက်ကြီးလာတော့မှာတဲ့ လူရတာပဲကြိုက်လာတာမှာအဖြူနဲ့ဦးလေးတဲ့ ဟုတ်တယ်ဒီလိုတော်သေးတယ်အဖြူဝတ်လာလို့ မှတ်ထားနော် ဟုတ်လားအဲ့ကောင်းတယ်ပါတခါ ညမှန် အဲ့ တယ် ဒါနေရာဟုတ်တဲ့ရုပ်ဟမ် ရှမ်ပိန်မဟုတ် ရုပ်တူနဲ့တူတည်တယ် ဟမ် မရတော့ဘူးတက်တည်တကယ်ကြည့်တော့မျိုးလုံးနဲ့တိတ်မကောင်းတော့ မူအန် အတန်ကြားပြီးအယုံမမြင်ရဘူးဟာ ချောက်ပြောနေတာ Thank you ပါ E ချိုစင်ဒီမှာလေးကျေးဇူးတင်ပါတယ်မိုးလေးစတောင်းလေးအတွက် Thank you ပါ ဦးကြီးရဲ့သမီးရှင်းမထားတော့လား အာနေပူတယ်ဘာလို့ကျွန်တော်ထားခိုင်းလဲ ကတုံးမတုံးတာကန်ကောင်းတာ ဟုတ်မနေ့ကချီချီဟိုညတော့တော်ပြီဒီလောက်ပဲညပေးမယ်လေဒီထက်ထပ်မတူနဲ့လေ ပြောယူပါ တော်ဒီလောက်ပဲညပေးမယ်ဒီထက်ထပ်မ ဒီ တူ မဲ့ခေါ်ပေးပါအီချိုစင် E ချိုစင်ညီမလေး Happy birthday ပန်းလေး Thank you ပါ ဟန်သူစာငိမ့် ဟန်တူစာငိမ့်ညီမလေးကျေးဇူးတင်ပါတယ် Thank you ပါ မင်္ဂလာပါညီမလေး ဒီနေ့ကျွန်တော်မွေးနေ့လေးမှာလဲဖုန်း message နဲ့ရော Viber နဲ့ရော online ရောအပြင်မှာရောကျွန်တော် ကျွေးလက် wish တောင်းနေတဲ့လူတွေ လုံးပြီးဒီမှာစပ်ပါမယ်လို့ လုပ်ပြီးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ် ဒီနေ့ကကိုကြီးလေးရဲ့ တတာအလုပ်လုပ်ရင်အားပေးနေပါလေတဲ့ တတာ တတာအေးဟုတ်တယ် ဒါနောက်ရက်လာခဲ့မယ်နော်သူတင်အားဖြည့်တော့ ဟမ် အသက် အသက်ပြောပြပါအသက်မမင်းနဲ့ပါဆိုတော့အသက်ပြောလိုက်လို့ရှိရင်ဂါရဝပြူပြန်ထွက်သွားတယ်ပြောပြ အဲ့ဒါ ဘိုးဘွားရည်အသက်တူနေလို့ ကောင်းစမရှိခွန်းပါလေ အမေသမီးတို့ကြိုက်တဲ့ project ကြီးကအမေနဲ့အသက်တူတယ် လာတော့မှာနော်အဲ့ကွက်ဒီလာတော့မှာနော် တကယ်လားကိုတခါတော့ အခုတပုံလေးဆက်ပြီးလေးရအောင်လေသမီးကအမေကအကူရဲ့ဖန်လေပြောရမှာလားမနေရမှာလား ကို PC တဲ့ညီမ ညီမတော့ရောက်နေပြီနော်အော်ခင်လေးလက်အော်ညီမလေးလက်ရောက်သွားပြီလားမြန်လိုက်တာဖိုက်တင်ယူဆိုင်ပါကျွန်တော်မှာ ဒီဘက်မှာလည်းပြုတ်ရှင်ပါသေးညီမလေး yes sir အော်ဒီဘက်ကိုပဲ TikTok ဒီမှာ တက်တော့ပတ်လို့ ဒီမှာ7.3k အသေးပေးတာဟုတ်ပြီပါ980 ဒီမှာလေ ဟုတ်ပြီပါညာ ဒီက view ကနေပါမလား ဘယ်မှာ power ခလုံးရှိ ဒါ TikTok နော် ဒီဘက်ကပြတ်တယ်ဒီဘက်က Facebook TikTok ကအသေးမြင်တော့ ခုတော့တအားစကားပြောရတယ်ဟုတ် TikTok တယ် ဟမ် ခုတော့ ကိုတော့ခုနက ကိုတော်မဟုတ်ကိုတော်ကြည့်လို့ ခုနမန်တိလိုက်တယ်ဟိုဂန်စာရဲ့တူပြပါအောင်နဲ့ လည်းတက် ဂန်စာရဲ့ လေးပြပါအောင်တော့ ကြာပြန်ပြောလိုက်ပါကောက်လိုက် အာ စုပါဦးဒီကောက်ရမစိုးမနေ့ကဆက်ပန်နေတာတိတ်အဆင်ပြီ ဒီမှာ comment တစ်ခုလွတ်တော့မယ် comment တစ်ခုလွတ်တော့မယ်ကိုချက် ဖုန်းလာ တကယ်တိုင်းမှာတော့ကြာပြီနော် ဟုတ်တယ် ကျွန်တော်တို့မနေ့ဖန်ပွဲလေးက YCC YCC မှာနော် ဟုတ်တယ် ဟုတ်တယ် wine YCC အင်အားလေး အင်အားလေးဟိုတယ်တွေက YCC မှာပါအားလို့ရှိရင်လမ်းကြုံလို့ရှိရင်တချင်းအစ်စ်လေးကို ဟုတ်လား ဒီနေ့မွေးနေ့တူတယ် ဟုတ်လား ဒီနေ့ အော်ဟုတ်တယ်ဒွေးမွေးနေ ဟုတ်လား ဟုတ်တယ်9လ9 ကိုတာကြီးနေတယ် ကိုတိုင်းမွေးနေဒီနေ့ အဲ့တော့ခုနကအကြည့်ပြောရတဲ့အတိုင်း ချောဆူဝေး ကျွန်တော်မနေ့ကကြာလို့ရှိရင်ဟို YCC မှာကျွန်တော် project ကြီးခွဲ9နိုင်ခွဲနေပြီးမှစပြီးရှိပါ မနေ့9ခွဲကနေပြီးတော့17ခွဲအထိကျွန်တော်တို့ဖြော်ပြရှိပါတယ်တရောင်းနဲ့ဖြော်ပြမှာဖြစ်တဲ့အတွက်နောက်ကျရင်တော့လွတ်တော့မှာဆိုလို့ပါအဲ့တော့ကျွန်တော်တို့10နိုင်လေးတော့အရောက်လာပြီးတော့9ခွဲဆို9ခွဲပေါ့နော်9ခွဲ1010နိုင်စမှာဆိုတော့9ခွဲလေးတော့အရောက်လာပြီးတော့အားပေးပါဦးမနေ့ဖက်ကျရင်လည်းကျွန်တော်တို့တချင်းအစ်စ်လေးဖြစ်တဲ့လေးပြည်ကိုကျွန်တော်တို့ဒီဆိုဖြော်ပြပေးပါမယ်ခင်ဗျာ ဟုတ်ပါပြီဗျာ နေပြီးတော့ပြီးနောက်ကကျတော့မနေ့ဖြန်ကျွန်တော်ချောချောလေးလဲဖြောပြဖို့စီစဉ်ထားရပေါ့နော်ဘာလို့လဲဆိုတော့ချောချောလေးကကျွန်တော်ထွက်လိုက်ရတယ်ကျွန်တော်ရန်ကုန်ကဖန်နေနဲ့လည်းတစ်ခါမှမတွေ့လိုက်ရဘူးမဖြောပြလိုက်ရဘူးနော်ဆိုတော့ချောချောလေးကိုလည်းကျွန်တော်ဖြေပြလို့ရှိ ကျွန်တော်တို့ချွတ်ချွတ်လေးတွေကကျန်းလေးလိုလေးပြည်လေးတွေကိုကျွန်တော်တို့ဒီဆိုပေးပါမယ်ခင်ဗျာ ဟဲ့
အော်မနေ့ပြန် YCC နော် MCC နဲ့မှာကျွန်တော်တို့တော့နည်းမှာတော့ ပါတယ် YCC အင်းအားလိုက်ခေါ်တယ်ရပါခင်ဗျာ အင်းလိုက် အင်း စ လို င် က် ကုန်ကမ္ဘာ့စင်တာလို့ပြောနော် ဟုတ်တယ် ရန်ကုန် convention center ဟိုကကဘာကြီးဖမ်းလာမဲ့တာ ဟုတ်တယ်ဟုတ်တယ် โอเคMD ငါတော့မှတ်ထားဟိုတလွေးမှမင်း အဲ့တော့ကျွန်တော်လေဗီလေးအကြောင်းလည်းပြောပြသွားပြီမနေ့ကပွဲအကြောင်းလည်းပြောပြပြီဆိုတော့နောက်ထပ်တစ်ခုပြောချင်တာလေးတစ်ခုကကျတော့ကျွန်တော်တို့ project key ရဲ့ comeback နော် ဆိုရတော့လေ ကျွန်တော်တို့ project key ရဲ့ comeback concept ကမကြာခင်မှာနောက်လာတယ်မှာပေါ့နော်လာပါတော့မယ်လို့အဲ့ပွဲတော့ကိုလည်းကျွန်တော်တို့အခုတာရှောက်တွေအကုန်ပြင်ဆင်ထားတယ်ကျွန်တော်လုံးဝဘယ်ပွဲနဲ့မှမတူတဲ့ပုံစံမျိုးဖြစ်အောင်လို့လဲကျွန်တော်တခြားလေးကိုပြင်ဆင်ထားကြရပေါ့နော်အပွဲကြလို့ရှိရင်လည်းဆောင်းရန်ကုန်မှာလုပ်တယ်ဆိုပေမဲ့လည်းနေရနေလည်းလာလို့ရပါတယ်လို့ ဟုတ်ပါတယ်ကျွန်တော်တို့အဲ့ဒီနေ့လေးကအမှတ်တရလည်းဖြစ်သွားအောင်ကျွန်တော်တို့ project ရဲ့10 year anniversary နေ့ဖြစ်တဲ့6လပိုင်း24ရက်မှာကျွန်တော်တို့အဲ့ဒီနေ့လေးကိုအမှတ်တရကျွန်တော်တို့ project ရဲ့ second album comeback concert show လေးလုပ်မှာဖြစ်ပါတယ် ပြီးတော့အဲ့ comeback မှာဆိုလို့ရှိရင်ကျွန်တော်ဖြောပြမဲ့တစ်ချိန်ရတယ်အကောင်တစ်ချိန်အတက်တည်ကြီးပဲပေါ့နော်အားကြီးလည်းပြင်ဆင်ထားပါတယ်လို့ပြီးတော့လုံးဝတခြားလုံးဝဒီကိုတော့ကျွန်တော်တို့မကြခင်ပေါ့နော်အားလုံး page ကနေပြီး အကုန်လုံး announce လုပ်ပေးပါမယ်လို့အခါကြလို့ရှိရင်လည်းဆက်ပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်လည်းပွဲရင်းလို့ပြောပါတယ်ကျွန်တော်တို့ဒီတချင်းလေးကြီးပဲဖြောပြနေရတာအရန်အာနာလာတယ် နားလည်းပုံနေပါအားလည်းနာပါပြီ ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီထပ်ပါအောင်ဗျာအခုဒီနေ့ဒီချိန်ကြီးကအခုလိုရှိနေနေတာလေကျွန်တော်တို့ဒီ fan တွေအခုချိန်ကြီးကျွန်တော်တို့ဆက်လက်အားပေးနေလို့လည်းဖြစ်တယ်ပေါ့နော်အဲအကြောင်းကျွန်တော်တို့လည်းဗာဖြစ်သူတို့ရဲ့အားပေးမှုတွေကိုအတိမတ်ပြုရနေတယ်ကျွန်တော်တို့ဘက်ကလည်းချင်းအစ်စ်အများကြီးနဲ့လုံးဝဒါကိုရီရဲ့ဟိုကျွန်တော်တို့အားပေးရတဲ့လူတွေဗျာဒါငါတို့အားပေးရတဲ့အဖွဲ့ဆိုပြီးဗျာခုံကြီးဝင်ကြွားစာနဲ့ကိုပြောလို့ရတော့တဲ့အထီကိုကျွန်တော်တို့စူးစမ်းပါအားထုတ်ပြင်ဆင်နေရပါတယ်ဟုတ်ကဲ့ ဟုတ်ပေါ့ first wave ပြီးတော့ second wave လာပါပြီကဲပါ ကိုင်းနဲ့ကိုသားစကားရမ်းများနေ နည်းပြော နည်းနည်းပြောပြလိုက်ပါဦး အဲ့လိုအတက်ကြီးသွားရလို့ပဲပြောတော့ရောတော့ဘောရော ဒီကောင်ထိုင်းမှာလာလို့ပြီ အိုးအလုတ်ကောက်ခွင့်မရရင်ထုတ်ခံပြီးထားပါမယ်ဟဲ့မလုပ်ပါနဲ့ လုပ်ပါ လုပ်ပါနဲ့ ဟဲ့ရတော့များတာ မလုပ်ပါနဲ့ ဟုတ်တယ် ပြောနောက်တစ်ခုကပေါ့နော်ချို့အခုတော့ကျွန်တော်တို့ဒီပထမဆုံး plan တော့ကျွန်တော်တို့ပွဲကိုကျွန်တော်ဒီရန်ကုန်မှာပဲလောလောဆယ် plan ထားအကြိမ်လာပေါ့နော်ဒီပွဲရလည်းဒီလိုတိုင်းနဲ့ပေါ်ကြရဲ့ချိန်နေတက်တဲ့တခြားနေတွေကလည်းဟိုဖြစ်တဲ့ဆိုကျွန်တော်တို့ဒီပွဲကိုလည်းကျွန်တော်တို့ထိုးအနေနဲ့ပါလုံးဝကျွန်တော်တို့ဆက်ပြီးကြိုးစားပြပါမယ်လို့ အဲ့ပွဲကတော့ man လေးပေါ့နော်နေတဲ့ဆုံး ပြီးရင် အဲ့ဒီ ယူနေ ယူနေ နိုင်ငံလုံးပတ်ပြစ်မှာ ပြီးနေပြီးတော့ပြီးရင်ထိုင် ဆွေမညီမလေးဆွေမငိုချင်သွားပြီဘာဖြစ်လို့ညီမလေးငိုပါနဲ့နော် ဂျပန်တော့အော်နေနေကိုချင်း ငါတို့ fan တွေကအကုန်ဂျပန်ရောက်နေကြတယ် ဂျပန်ရောက်ဒူဘိုင်းဝတ်တော့မင်္ဂလာပါ ရေချားလေချားမြေချားမှညီမလေးတို့အားလုံးညီလေးတို့အားလုံးဖြူဆိုင်ကြပါတော့ fighting မှာ ဘုရားနေတယ်ဘယ်လိုလဲ โอเค ချမ်းမြန် ဂျပန်လာခဲ့ပါတဲ့လာခဲ့ပါမယ်ညီမလေးခေါ်နော်လာခဲ့မယ် ခေါ်တော့ပြောရအားမရှိခေါ်နော် တော့ပတ်တဲ့ကိုရဆိုင် တတူးနဲ့ဖိတ်ပါ ကောင်းကိုကောင်းကိုကောင်းမင်္ဂလာပါကိုကောင်းလာပြီဆိုကိုကောင်း ဟာလားကောင်းကောင်းဟယ်လိုကောင်းကောင်း ဟယ်လိုကောင်းကောင်းမင်္ဂလာပါရန်နေပြောနေပါပြီကျေးဇူးပါညီမလေးနှင်း cherry နမေတဲ့ကိုရဆိုင် ကိုရင်ပြတာပါလို့ချမ်းနဲ့ပြရတယ် ဒါပြလိုက်ရင်ကွယ်အောင်ပါပြီ တော် အဲ့တော့ခြားပေးခြင်းတဲ့ information တွေပါတယ် တော်မြန်လာမယ်နော်မန်ဖတ်ဖို့လုံးဝဖတ်ဖို့ Alex Sky ဟယ်လိုတော်တော်အရင်မြန်နော် တော့ comment ကိုမဖက်ပြီးလို့အဆင်မပြေတော့ ဟိုတော့အကောင့်နာမည်ပဲဟိုဖြစ်လိုက်ရပါဆိုလို့ဒီအကောင့်နာမည်လေခုနက ဖတ်လို့ဖတ်လို့မရဘူး နောက်တော့မြတက်တော့လေဟိုမှာတို့ဗမာရေမဟုတ်ဘူး အင်္ဂလိပ်လိုပြန်လာစင်ကာပူလို့ ခြားနိုင်ငံရလို့အင်္ဂလိပ်လိုတွေပဲရေးနေတာ ဟုတ် ဟိုတော့ဘာလဲပြန်ရေးလိုက်တာ ဟမ် ဘာသာပြန်ရေးလိုက်တာ TikTok ကဟုတ်တယ် ဟုတ်လား translate ခိုင်းလို့ပြ translate တစ်ခါလုပ်ပြ အဲ့ဒါလို့ပြောတာ အင်္ဂလိပ်လိုခါသူတို့မှဗမာလိုရိုက်ဗမာလိုရိုက်တယ်အင်္ဂလိပ်လိုဖြစ်ကုန်တယ် မမြင်လာကြပါတော့6လပါရင်6လပဲမမြင်ဘူး နေတာအိမ်မြင်မြန်မလုပ်ခိုင်းတယ်ဒီအခုတော့တော်တော်လေးပြင်ဆင်နေရတယ်တိုင်ပိုက်ဖြည်း စာ ဖြည်း လုံးရောက် ဖြ နေ ည်းဖြည်း ဆွေမကစာလုံးရောက်နေ ဘူးချိန်မမီလို့ပါဆိုမှ စလုံးအများပြီနော် က
ကဲအဲ့ဆိုရင်ဘိုက်စာပြီ ဆိုင်နိုင်တော့ ဥမန်နဲ့ အလုတ်ထဲကနေကြည့်ရမရတော့စကားပြောပြပါဦးနဲ့ Happy birthday to you la 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 Happy birthday to you ဒီကနေ့ idea ဟိုလက်ထပ်ခွင့်တောင်းလိုက် Happy birthday to you ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းနိုင်မဟုတ်ကာလာဟုတ် ကျောင်းနိုင်ကိုကြီးနဲ့ သူလေးကြောင်းသူလေးကြောင်းလိုက်မယ်နော် 6000လောက်ပေးရနော်မြစ်ကောင်စား နိုင်ငံခြားပါ နိုင်ငံခြားအဆင့်မီ နိုင်ငံခြားစင်ပြီ ကြာအိဆောင်ရကွာငါရောက်မှပေါမဖုတ်တာလားခိမဖုတ် ဘာလို့လဲတို့ကန် နာမည်ထိုးတာ ကဲလိုက်ဆိုနာမည်လေး နာမည်ထိုးတာ ဒီဟာကပါလာကွာဟဲ့တာကွာ အားရ ဟာကျုံကြ အေး ကြီး ပါပါ စားကောင်းတဲ့ပုံလားတော့ချက် ကောင်းတယ်အရင်ကောင်းတယ်ချုပ် ဒီ လို့ ကုန်းရဲလဲဒီကုန်းရဲ ရဲ လဲ တယ်ဝိုင်းတို့ကြိုက် ကြိုက်တော့ကြိုက်သွားတယ် တခိုက်မယ်ရရ တို့ကြိုက်တာ ဝိနည်းရှင် ငွေရောပါ ကျေးဇူးတင်ပါတယ် မငွေမြင်နေ အေးတိတိတို့ကြောက်အောင်မ ကြောက်ကြောက်ခံတာ ဝေးရောင်းရအောင် ကျေးဇူးတင်ပါတယ် thank you ပါ တော့ဒါရှိတယ် share ပဲနော်တကယ်ကောင်းတယ် တကယ်ကောင်းတာမြင်နေတာအဆင့်ကြီး တကယ်ကောင်းတယ် နောက်ဆိုကားနဲ့ဆက်လို့စောင့်တာကြာလွန်းလို့စီကုံပါဆိုလို့တော့ဆက်တက်ပြီးစောင့်ရဗတင်းပေါင်းချစ် ချစ်သွားပြီတော့ဒီကအခန်းထဲလာခဲ့ပါလား wireless connection ဟိုဘေးတော့ကျွန်တော်ဘေးကိုမိတ်ဆက်ပြီတည်ရနော်အေးတည်ရโอเคအဲ့တော့ကလေးအားလုံးကိုကျွန်တော်ကျွေးပါမယ် မင်းအဲ့စားရခါရလောင်ကျိုးတယ် အားလုံးကစားမှာပါ ဟိုတော့အနှစ်ပဲနော်နိုင်ငံခြားစင်ပြီ ဇုံးရှိလားဟိုကဖယ်ဟိုကဖယ် ဒီပဲလား ကိတ်အော်တော့မနေရ ဒီကောင်လေး ဟာ လို့ ဟာ စားချင်တယ် အဲ့ဆို စားတော့အတက်ကြီးတွေစီစားကြောင်းလို့တူတကယ် ဒီကိုကြီးနေတာနေ ဟာညီဟာဆန်း ဒါကြညီဟာဆန်းလား လက်မကလည်းတော့ သွားကြီးထွက်လာမှာဆိုလို့ သွားသူတွေထွက်လာမှာဆို မင်းအဲ့လိုမျိုးမထိုးထဲနဲ့ အခုမှပြန်ကြောက်နေတယ် ဒီလိုရွှေရဲပုံစံရွှေရဲပုံစံ ဇုံးကအဝင်ထဲမှာ တောက်တော့မလို့ နတရား နိုင်ငံခြားစင်ပြီ ဒုတိယတက်ကြီးဆုံးဒုတိယ ဒီကောင်းတော့ ဒီကမင်း ကောင်းတယ်လို့ ကောင်းတယ် တကယ်အရင်ကောင်းတယ်ဒုတိယတက်ကြီးဆုံး အဲ့တော့စူနေရပဲဟိုစားช็อกโกแลตတွေ နိုင်ငံခြားစင်ပြီ အာတကယ်မိုက်နော် နိုင်ငံခြားစစ်တွေ ကိုင်း တကယ်နိုင်ငံသားစစ်ပြီ ကြည့်ရအောင် ဟုတ်တယ် ဒီအပေါ်ချောကလက်အရင်ကောင်းတာ ဟိုအထဲထဲမှာလည်းช็อกโกแลตတွေတော်တော်စစ်တာပဲ ဒီနေ့မိုးနေရှင်တော့ရောက်လား ဟုတ် မိုးနေရှင်တော့ ဟောရတယ်ဟုတ်ကဲ့ဟိုက ဝီစင်ချန်နေကြတယ် မရလေ နှစ်ယောက်ကငါနဲ့တူမိုးနေတူအေး အားမနေကြတာပဲ အထောရစင်ပြော အေး အော်ထော်ရက်ကိုကြီးပဲ ကျေးဇူးတင်ပါတယ်ဒီနေ့ဆယ်မိတရား အဲ့မှာရေးတာကြာတိုင်ပန့် တော်တော့လေဘယ်လိုဖြစ်နေတာ Thank you အားလုံးကျေးဇူးတင်ပါတယ် တူတူလေးပါ ဟာ အဲ့တော့ ဟိုတကယ်ကောင်း ကဲအဲ့တော့ဒီနေ့ live လေးကိုကျွန်တော်တို့ဒီမှာပဲသုံးသက်ပါကျွန်တော် ကြာ တို့ ခင်မှာလေးပြေလာပါတော့မယ် 9နာရီ stay tuned 9နာရီ Yes 6နာရီခွဲ နော်အဲ့ဒါ အလုံးတဒါ မှန်မလားဒါဆော့ဘန်နဲ့ဆွဲတာမဟုတ်ဘူးနော်ဒီမှာ ရှင်းပြနေ မနေ့ကပွဲကြမှာကျွန်တော်တို့လက်နဲ့ချစ်ပြမယ် တိတ်ဆာ โอเคအလုံးတဒါ တာ Bye အာမောင်စရာကြီးတဒါ